အကောင်စင်းနေမယ်မလားစရိုက်ကြမယ်နော်အချင်းကတိတ်ရအောင်မဟုတ်ဘူးဆိုတော့ post ကိုတော်တော်လေးပြောင်းကြမယ်စိတ်ကြဘလို့ post တွေဘလို့ထုတ်ရမယ်ဆိုတာငါအိမ်မှာတစ်ခါလေးလေ့ကျင့်လာအမေတဲဟုတ်တယ်တုတ်ပေါ်ပါလားကဲမြွားရင်စရိုက်ကြမယ်ဟိနောက်တော့သူတို့အဖွဲ့သားတွေလည်း post တွေမျိုးပေးရင်းနဲ့ရိုက်နေပေးကြတယ်နောက်တစ်မျိုးတော့ပေါ့ဟာမင်းရှေ့ကနေမြင်မိစမ်းပါငါဘလို့နေပေါ့ လူရသည်ကြောင်းမရဲ့တင်းမှာတော့ဖိုးတူတို့အဖွဲသားတွေလေငပိန်တို့အိမ်မှာလူဆောင်နေခဲ့ကြတာငပိန်ကသူယူလာတဲ့အေးခွက်တွေကိုဇွဲကောင်မှာချပေးလိုက်နေစကားဆလိုက်တယ်ကဲအမောပြေအေးလေးလည်းတောက်ကြငပိန်စကားမဆုံးလိုက်ခင်တုပ်ဘောကမြင်ရှူတောင်းလိုက်တယ်ဝါကောင်းလိုက်တာရှင်လေးကိုအေးမြသွားတာမိဝိုင်းနဲ့ဖိုးတူကတော့ဖုန်းကြည့်နေတယ်အလုံးရှုံနေခဲ့ကြတာဟဲ့ငါနင်းကိုပြောစရာရှိတယ်ငါတို့မြို့ပေါ်ကိုတက်ပြီးတော့ဖိုတိုပုရှ်တွဲကြတယ်ဟာကောင်းတယ်ငါလည်းရှင်နေရရိုက်ကျင်နေရဟာဖိုတိုပုတွဲရတာဟုတ်ပါပြီဒိုမိဘတွေကမြို့ပေါ်ကိုတက်ခွင့်ပေးပါမယ်ဟုတ်တယ်ငါလည်းအဲ့ဒါစိုးရိမ်နေဟာနင်းတို့ကလည်းရိုက်ကျင်စိတ်ဖြစ်နေဖြစ်အောင်လုပ်ရမှာဘာလို့ကိုတွေကစကားပိတ်နေရအဲ့လိုမဟုတ်ပါဘူးဟာငါမိဘတွေခွင့်မပြုလောက်ဘူးလို့တွေးမိလို့ပါတော်ပြီကွာခွင့်ပြုမပြုရအောင်ပြောကြမယ်ဟုတ်ပြီအေးပါမင်းရေငါတို့မြို့ပေါ်တက်ခွင့်ရအောင်ငါအစွမ်းကိုစူးစမ်းပြီးတော့ခွင့်တောင်းတယ်လုံးဝမသွားရဘူးဖိုတူလေဒေါ်ပြောရဲ့စကားကြောင့်ငိုင်းကြသွားသေးတယ်အမေကလေဗျာသားတို့အားရမှာဒီเจ้าမရက်လေးပဲရှိတာတောခွင့်ပြုပါနော်မရအောင်ဆိုမရအောင်ပဲလုံးဝမတွားရအောင်တွားချင်ရင်တားဦးလေးစမ်းတဲ့လာမှလိုက်ဖို့ခိုင်းလိုက်ဟုတ်ပြီဟာအမေကလေဦးလေးစမ်းတဲ့ကဘယ်ချိန်မှလာမယ်မသိရဟာတားမဆောင်နိုင်ဘူးဗျာပြီးတော့တားတငယ်ချင်းတွေနဲ့အတူသွားပြီးပဲပြောချင်တာအမေပြောထားပြီးသားနော်လုံးဝမတွားရအောင်အေးမတော်လို့ခိုးသွားခဲ့ရင်လည်းအမေအဆိုမဆိုနဲ့အဲ့လိုပြောပြီးဒေါ်ပြုံးကအိမ်ကန်းရှိရထထွက်သွားတော့ဖိုးတူလည်းတက်ပြေးချင်နေကျင်းနေကြတော့ငါမိဝိုင်းကိုဘယ်လိုပြောရပါမလဲတပတ်မှာတော့မိဝိုင်းကသူ့အမေနှီးရွက်တင်နေအလုံးရှုပ်နေတဲ့နာကိုသွားလိုက်ပြီးသူ့အမေရဲ့မျက်နှာကိုတစ်ချက်ကြည့်လိုက်တယ်ငါအမေရဲ့ပုံစံကစိတ်ရှုပ်နေတဲ့ပုံတော့မပေါက်နေတာဘူး